ယောဂဘိုကင်းစင်ရမယ်ဒီဘီဘိုးစီဘိုးကင်းစင်ရမယ်တင်မောသားမှာအရေးကြီးတာတွေအများကြီးပဲအဲ့ medical jacket ကျသွားတာတဘွားလုံးဒုက္ခရောက်သွားလိန်လို့မရဘူးတကယ်နာမည်ကြီးဒုက္ခစေယုံတွေမှာလောက်ရတာဘိန်းပြူတို့ဒီစေးကြောက်တို့ဒီမကောင်းတဲ့လိုက်စားမှုပေါ့နော်မိမလိုက်စားမှုပေါ့နော်ဒီက HIV AIDS ကင်းစင်ရမယ်ဂျိုယိုလူဝါမှတနစ်နေလို့တခါ medical jacket လောက်ချင်မှလောက်ရမှာကျွန်တော်တို့ဆိုအမြဲတမ်းအရင်တော့ဆိုတနစ်တခါခါကြရင်အရန်စီကန်ကြီးတဲ့ကုမ္ပဏီတွေဆိုလို့ရှိရင်စင်ကာပူကိုယင်သွားရတယ်စင်ကာပူရောက်မှစင်ကာပူကစစ်စစ်ချက်ကိုမှသူကလက်ခံတာယောဂရှိလို့ရောက်လာတော့ဟိုပေါ်မှာတည်လို့ရှိရင်သူကျွန်တော်တို့မှာအသက်အာမခံအခြေရှိသူတို့အများကြီးရောမှာလုပ်ငန်းဝင်လည်းထိခိုက်တယ်ဆိုတော့ဆေးကိုတိတိကျကျတည်တည်ကျကျကိုစစ်တာအဲ့တော့ကြောင့်ကျွန်တော်တို့လှုပ်လို့မရဘူးသင်္ဘောသားဆိုတာကျွန်တော်သင်္ဘောသားမှာစမ်းသပ်လို့မရဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီသင်္ဘောလိုက်တယ်8လဟုတ်ပြီ okay ပြန်လာတယ်အိမ်ပြန်ရောက်တာနဲ့နောက်တစ်ခါပြန်တော့ဖို့ဆိုရင် medical check up လုပ်ရတယ် medical check up လုပ်တယ်ဆိုရင်လိန်လို့မရဘူးတကယ်နာမည်ကြီးဒုက္ခစေယုံတွေမှာလောက်ရတာဒီ medical နဲ့ပတ်သက်လို့ clear ဖြစ်မှာသွားဆန်းလို့မရဘူးဟုတ်ဘိန်းပြူတို့ဒီစေးကြောက်တို့ဒီမကောင်းတဲ့လိုက်စားမှုပေါ့နော်မိမလိုက်စားမှုပေါ့နော်ဒီက HIV AIDS ကင်းစင်ရမယ်အဲ့ဒီယောဂဘိုကင်းစင်ရမယ်ဒီဘီဘိုးစီဘိုကင်းစင်ရမယ်တင်မောသားမှာအရေးကြီးတာတွေအများကြီးပဲအဲ့ medical jacket ကျသွားတာတဘွားလုံးဒုက္ခရောက်သွားမှာတော်တော်မြန်မာနိုင်ငံတင်မောသားကဘာမှာရှိတဲ့တင်မောသားတွေရောကတော်တော်များကျွန်တော်ကြည့်ရတဲ့လောက်ကအားလုံးကဒီ medical jacket ကြောင်းလဲပါတယ်စွန့်စားရှာဖွေရတာကြောင်းလဲပါတယ်ဆိုတော့သူများတွေထင်တာဆိုလို့တော့အဲ့လိုမျိုးနိုင်ငံတကာရောက်လို့အေးလေးရလာတော့တဲ့လူကနည်းပါတယ်ဟုတ်အရန်တင်မောသားအရန်ဖြစ်တယ်ဂျိုယိုလူဝါမှတနစ်နေလို့တခါ medical jacket လောက်ချင်မှလောက်ရမှာကျွန်တော်တို့ဆိုအမြဲတမ်းအရင်တော့ဆိုတနစ်တခါခါကြရင်အရန်စီကန်ကြီးတဲ့ကုမ္ပဏီတွေဆိုလို့ရှိရင်စင်ကာပူကိုယင်သွားရတယ်စင်ကာပူရောက်မှစင်ကာပူကစစ်စစ်ချက်ကိုမှသူကလက်ခံတာဘာလို့ဆိုအယော်စားကြီးတယ်လေယောဂရှိလို့ရောက်လာတော့ဟိုပေါ်မှာတည်လို့ရှိရင်သူကျွန်တော်တို့မှာအသက်အာမခံအခြေရှိသူတို့အများကြီးရောမှာလုပ်ငန်းဝင်လည်းထိခိုက်တယ်ဆိုတော့ဆေးကိုတိတိကျကျတည်တည်ကျကျကိုစစ်တာအဲ့တော့ကြောင့်ကျွန်တော်တို့လှုပ်လို့မရဘူးသင်္ဘောသားဆိုတာအဲ့ဒါလေသူ့နိုင်ငံမှာသူ့နိုင်ငံရဲ့ policy တွေရှိတယ်ဗျာကျွန်တော်တို့ဒီ passport ကျွန်တော်တို့ passport ကင်သွားရတာမျိုးလည်းရှိတယ်တခါကျရင် show pass ဆိုတဲ့ဟာလေးတွေရှိတယ်သွားရတာလေးရှိတယ်အဲ့ဒီကြလို့ရှင်တယ်သူကကျွန်တော်တို့ ਨੇ အသားရောင်ကွာခြားမှုစကားပြောကွာခြားမှုတွေရှိတယ်အဲ့မှာကိုလုံးချင်တိုင်းလုပ်လို့မရဘူးဒါပေမဲ့လူတယောက်မှာလွတ်လပ်ခွင့်တော့ရှိတယ်ကိုကြိုက်တာကိုလုပ်ပြီးရင်ကိုဖြစ်ရင်ကိုခံအဲ့ဒါတင်မောသားရဲ့ပါပဲ formula ပဲကျွန်တော်တို့ဆိုတင်မောသားတခါလေးဆင်းရတာလည်းရှိတယ်အဲ့ဒီပေါ့အဲ့နိုင်ငံကတ်ရင်မဆင်းရတဲ့နိုင်ငံတွေလည်းရှိတယ်တော်တော်များများတော့သွားဘူးပါတယ်ရှေ့တောင်အာရှဆိုကျွန်တော်မရောက်ဘူးတဲ့နိုင်ငံမရှိပါဘူးဟောနောက်ယူရိုဘက်တော့ကျွန်တော်မရောက်ဘူးကျွန်တော်အာဖရိကဘက်တော်တော်များများရောက်ဘူးတယ်အာဖရိကဆိုတော့ဆင်းရတယ်ချိုးဘတ်တွေပါလွယ်တယ်ဆင်းတော့အဲ့ဒါကျွန်တော်ကအာဖရိကဘက်ဆင်းလို့ရှိရင်မြန်မာနိုင်ငံကိုပို့လွမ်းတယ်ဘာလို့လဲမြန်မာနိုင်ငံဘယ်နေရာကြည့်လိုက်အပင်တွေအများကြီးပဲဟိုဘက်မှာကြာရင်တစ်ပင်ဆိုတာမရှိဘူးကျွန်တော်ဒီမှာကုတ်ပင်ဘန်နာပင်ဆိုတာပေါ်တယ်ဟိုဘက်ကြာရင်အပင်တွေမတွေ့ရအောင်တစ်ပင်လေးတွေ့ရင်တော့ကိုယ့်မြန်မာနိုင်ငံကိုသတိရတယ်ဟုတ်စင်းဆူလေးဆိုလို့ရှင်ဟုတ်ကျွန်တော်အများကြီးလိုက်ဘူးလေဟိုတခါလေးကြာရင်6လ9လကြာတင်မောတွေလိုက်ဘူးလေတခါကျွန်တော် offshore မှာဆိုတော့3လပဲရက်90ပဲပြီးရင်ပြန်လာအဲ့လိုမျိုးအတူတွေလည်းသွားဘူးတယ်မလေးရှား offshore တွေစင်ကာပူ offshore တွေကျွန်တော်သွားဘူးတယ်တင်မောကြီးကိုနေနာတင်မောကြီးတွေနဲ့အာဖရိကတို့ဖိလစ်ပင်းတို့ဟောင်ကောင်တို့အဲ့လိုမျိုးတွေလည်းသွားဘူးတယ်ဟုတ်